မင်္ဂလာပါကျွန်တော်အခုလက်ရှိကဗီယက်နမ်နိုင်ငံမှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်ကဘာလုပ်နေရလဲဆိုဗီယက်နမ်နိုင်ငံဟိုချီမင်းစီးတီးကိုရောက်နေတာဖြစ်ပါတယ်ဟိုချီမင်းဆိုတာကတော့ကွန်မြူနစ်ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်မှာဘွဲယူခဲ့တဲ့ဟိုချီမင်းပေါ့ဗျာဒါပေမဲ့ဗီယက်နမ်တွေကတော့ဝီကီပီးဒီးယားမှာတော့ဟိုချီမင်းဒီမြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်မှာဘွဲရခဲ့တာမဟုတ်ဘူးလို့ဖြစ်အောင်ဝီကီပီးဒီးယားကိုတော့ရှောက်လုပ်ထားတယ်ပေါ့နော်သို့ပေသည်တကယ်တော့ဟိုချီမင်းဒီမြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်မှာဘွဲရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လို့ရန်ကုန်တက္ကသိုလ်မှာဘွဲယူခဲ့တဲ့ဟိုချီမင်းကိုဂုဏ်ပြုပြီးမဲ့ထားတယ်ဟိုချီမင်းစီးတီးရာဘာကြီးနဲ့တူလာလဲဆိုတော့သူကရန်ကုန်မြို့ထက်တောင်မှအဆင့်မြင့်သွားတယ်ဗျဒါပေမဲ့လို့ဒီမြို့ရဲ့ဖွဲ့စည်းပုံကတော့မန္တလေးမြို့နဲ့တူတယ်မန္တလေးမြို့နဲ့တူတယ်ဆိုတော့ဒီလိုမျိုးလမ်းက square ဆန်တယ်လို့ပဲပေါ့နော်ဒါပေမဲ့ square ကြီးတော့လည်းအရန်ဆန်နေရတော့မဟုတ်ဘူးဆန်နေတဲ့နေရာရောဆန်နေတယ်မန္တလေးမြို့နဲ့တော်တော်တူတယ်ပြီးတော့လက်ရခွဲကတ်မောင်းတယ်ပြီးတော့ဆိုင်ငယ်ဝတ်ထုတ်ဆောင်းကြတယ်လူတိုင်းကဆိုင်ဝတ်ထုတ်လေးတီးတီးလေးကိုအထူးတော့ထူးဆန်းတယ်ပေါ့နော်ကျွန်တော်ခေါင်းကတော်တော်ကြီးတယ်ကျွန်တော်ခေါင်းကတော်တော်ကြီးရတဲ့မှာပါတယ်တာမန်လူတွေကြီးတယ်ဆိုတာလည်းကိုကြီးတယ်ကျွန်တော်ကောင်ကအဲ့တော့ကျွန်တော်တော့အိုးထုတ်လေးကဒီလိုလေးဖြစ်နေရဒီလိုထိတ်လေးပေါ့ဒီလိုလေးကိုခမောက်လေးတီလီပူးစီလေးလိုဖြစ်နေသူတို့ကြိုးတွေကသူတို့ Vietnamese တွေနဲ့တော့တော်လောက်တယ်ကျွန်တော်တော့အဲ့လိုကြီးဖြစ်နေရပါတော့ဖပြုတ်ကြီးလို့ပဲဖပြုတ်ကြီးလို့ပဲဖြစ်နေအဲ့တော့really funny ဒါပေမဲ့ပြီးတော့ဆိုင်ကယ်တွေကကြောက်ဖို့ကောင်းတယ်ကျွန်တော်ကဘန်ကောက်မှာနေတာက9နှစ်လောက်ရှိပြီကျွန်တော်မှာကားလည်းရှိတယ်ကျွန်တော်ကလက်ဝဲကတ်မအောင်နဲ့အကျင့်ဖြစ်နေတနှစ်လောက်ဘန်ကောက်မှာကျွန်တော်ကဒီလိုပဲကျွန်တော်ကားလေးနဲ့ဒီလက်ဝဲဘက်ကနေသွားတော့ကျွန်တော်လက်ဝဲကတ်မအောင်စနစ်ဆိုတော့ကျွန်တော်တို့ gas steering ကညာဘက်မှာရှိရပါတော့ဘန်ကောက်မှာတော့ရှိတော့ကျွန်တော်ကအဲ့လက်ဝဲကတ်မအောင်ကပို့ပြီးတော့ safe ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အခုဒီ BNN ရောက်တဲ့ချိန်မှာလက်ရကတ်မအောင်စနစ်ကြီးကအရန်ကြီးပဲစိတ်မဖြစ်တယ်လို့ပဲပေါ့နော်ဘယ်လိုလဲဆိုတော့ဒီဘက်ကသွားနေတဲ့လူတွေရှိတဲ့ဘက်ကဘယ်ဘက်အချမ်းမှရှိတာလဲပြီးတော့လူတွေဆိုတာဘယ်ဘက်ဆိုတဲ့နေရာအားနေတယ်ဗျာဘယ်ဆိုတာဘယ်တန်နေတယ်ဘယ်တန်နေတော့ခါကျတော့ဘယ်ဘက်ဆိုရင်လူရဲ့အုံနောက်ကတုံတန်ကအားနေလေးရှိတယ်အဲ့တော့ကျွန်တော်စဉ်းစားရပါတော့လက်ရကတ်မောင်းတဲ့လူကဒီဘယ်ဘက်မှာတွားလာဥဒဟိုသွားနေတဲ့အရာတွေကိုခဲရလို့မှာပေါ့နော်ခဲလို့ရမယ့်ခါကျတော့ဘယ်လိုပြောမလဲလက်ရကတ်မောင်းတဲ့စနစ်ကပို့ပြီးတော့မှ danger ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းအလေးအကျင့်နေဆိုလို့ရှိရင်တော့လေဒီလက်ဝဲ brain တွေတန်လာနေတယ်ပေါ့နော်ဘယ်ရာပဲဖြစ်တော့ pros and cons တော့ရှိမှာပေါ့နော်ဒီဘက်ကလက်ဝဲလက်ရကတ်မောင်းနေဆိုတော့လေလက်ဝဲဘက်ကိုအာရုံစိုက်ရမှာတော့လက်ဝဲ brain ကပို့ပြီးတော့ strong ဖြစ်လာနေတယ်ပေါ့နော်တွေ့ကြုံနေများဒါဖက်လည်းကျွန်တော်တို့ဒီ Thai တို့ UK တို့ maybe UK လည်းလက်ဝဲကတ်မောင်းမယ်တဲ့အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရကတ်မောင်းဆိုတော့လက်ဝဲကတ်မောင်းဆိုတော့ဘယ်လိုပဲပြောဒီကိုမတန်တဲ့ဖက်ချန်ကဒီလမ်းဘေးအချမ်းဖြစ်နေတန်တဲ့ဖက်ချန်ကကျတော့လမ်းမကြီးအချမ်းဖြစ်နေအဲ့တော့ကိုရီးယားဒီဘက်ညာဘက်မှာကားကြီးဥဒဟူသွားနေအောင်မြင်လို့ရှိရင်ကိုရီးယား manageable ဖြစ်တယ်ဘာလို့အုံနောက်ကညာဘက်အချမ်းပူကြီးလာတာပေါ့နော်ပို့ပြီးတော့ taking လောက်ရတယ်ကျွန်တော်ထင်တယ်ပေါ့နော်ဒါကလမ်းကိစ္စပေါ့နော်ပြီးတော့ကျွန်တော်ကဗီယက်နမ်မှာလေးကြောင်းပြီးဗီယက်နမ်မှာလေးတွေကတော်တော်လှတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တော်တော်လှတာတော့မဟုတ်ဘူးမဟုတ်ဒါကတော့ကျွန်တော်တို့ဒီနာဘူး point of view ကပြောတာမဟုတ်ဘူးဒီကျွန်တော်ကတော့အကုန်လုံးပြောတာလမ်းအကြောင်းပြောတာခဏနေကြတာ main ကလေးတွေအကြောင်းပြောတယ် main ကလေးတွေအကြောင်းပြောတဲ့အခါကျရှင် main ကလေးတွေကဆိုတော်တော်လေးပဲလှပြင်းတယ်ပေါ့နော်လှတော်တော်ပြင်းကြတယ်ကြည့်လို့ကောင်းနေကြတယ်ပေါ့နော်ဒါပေမဲ့လည်းဘင်ကိုကတော့လှချင်မှလည်းလှပဲပေါ့နော်ဒါပေမဲ့သူတို့ပုံစံတွေကတရုတ်ဆက်ထားတဲ့ပုံစံလေးတွေဖြစ်နေရပေါ့နော်ကျွန်တော်က BNN အတီးတယောက်ရှိရပေါ့နော်အတီး2ယောက်ရှိသွားပြီပေါ့နော်ကျွန်တော် grad တမနဲ့တိ grad တမသူကအင်္ဂလိပ်လိုတော်တော်ပြောချင်တာသူကပြောချင်တော့ကျွန်တော်အင်္ဂလိပ်လိုလေးပြောတယ်ပြောတော့ကျွန်တော်ကလည်းသူကအင်္ဂလိပ်စကားပြောလေ့ကျင့်ချင်တယ်မှန်းသိတော့ကျွန်တော်ကလည်းများများပြောပြလိုက်တယ်သူပြောပြလိုက်တဲ့ခါကျတော့သူကလည်းကျွန်တော်ခင်သွားတယ်ပေါ့ဗျာဖုန်းနံပါတ်တွေပေးပါဦး social media တွေပေးပါဦးပြီးတော့ပေးပေးလိုက်တယ်အဲ့တော့ကျွန်တော်မှာ BNN လူမျိုးအတိ2ယောက်ရှိပါတယ်
နောက်တစ်ယောက်ကကြတော့ဒီ BNN မှာစီးပွားရေးလုပ်နေစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်သူကတော့မြန်မာနိုင်ငံမြန်မာပလာဇာမှာလည်း BNN ကနေပစ္စည်းတင်သွင်းပြီးတော့ရောင်းနေရရှိပါတယ်သူတော်တော်ချမ်းသာပါတယ်သူချမ်းသာပါတယ်ဆိုတော့သူ BNN ကကြည့်ရတရုတ်ဆက်ကြတယ်ရုပ်ကလေးတွေကသူတို့ပြောပြရတော့ဒီတရုတ်နိုင်ငံရဲ့လက်အောက်မှာနှစ်ပေါင်း1000လောက်နေခဲ့ရတယ်လို့ပြောတယ်ဒီကျမ်းမှာပြင်သစ်ရဲ့ကိုလိုနီလည်းဆွဲပြင်သစ်ရဲ့ကိုလိုနီလက်အောက်နိုင်ငံအနေနဲ့လည်းနေခဲ့ရတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အစားအစာတွေကဒီပြင်သစ်ရဲ့ breakfast ပေါ့နော်ဒီလိုမျိုးပေါ်မုံအလုံးအတုံးကြီးပြဘာခေါ်လဲမသိတော့ဘူးလော့လားဘာလဲပေါ်မုံကြီးတွေ့တယ်ခင်ဗျားတို့ BNN ရောက်အဲ့ပေါ်မုံကြီးတွေ့တယ်အဲ့ပေါ်မုံအကြီးကြီးကိုစားအဲ့ဒါပြင်သစ်စာပေါ့နော်ဒီပြင်သစ်စာကဘယ်လိုပြောမလဲပြင်သစ်စာကိုမွေးစားလိုက်တာဗျ BNN အစားအစာလို့ဖြစ်နေတယ်လူတိုင်းက breakfast ကအဲ့ဒီပေါ်မုံကြီးကိုစားကြတယ်ကျွန်တော် even though ဟိုသူတို့ကဒီပင်လယ်စာကြီးလို့နေတော့မှစားနေရတယ်ကျွန်တော်ဟာဘာကြီးလေဟိုတယ်ဟိုကျွန်တော်တို့မြန်မာလူမျိုးတွေကကောင်းကြီးမောင်းတဲ့အချော်နဲ့ဟာမလားပဲပြုတ်နဲ့နံပြားနဲ့လက်ဖက်ရည်နဲ့တောက်ကြရတယ်သူတို့ကလည်းဒီလိုမျိုးပေါင်းကြီးအလုံးကြီးကြီးကိုစားရတယ်ဗျဆိုတော့အဲ့ဒါကပြင်သစ်အစားအစာအနေမွေးစားရတယ်လို့ကျွန်တော်ကောင်မလေးကတော့ပြောတယ်ပြောတော့ကျွန်တော်လည်းပြင်သစ်အစားအစာဒီလိုမျိုးပေါင်မုံအကြီးရှိတယ်အဲ့လိုဟာကြီးမှာသူတို့ကတော့တော်တော်တိတိလေးပေါ့ပြီးတော့ BNN ခောက်ဆွဲရကောင်းတယ်ကျွန်တော်တို့မြန်မာပြည်ကဆန်ခောက်ဆွဲနေတူတယ်ဒါပေမဲ့လို့တခုတော့ရှိတာစားနေနေငန်တယ်ကျွန်တော်ဒီဘန်ကောက်မှာတော့ဆိုကျွန်တော် mid ဆိုင်ကုန်းကိုတော်တော်သွားစား mid ဆိုင်ကုန်းဘာလို့စားရလဲဆိုရှောင်းဆွဲနေတူလို့ mid ဆိုင်ကုန်းကပြီးကြရင်ဒီလိုမျိုးရေဘာခေါ်လဲခါကြမုံလားဒီလိုမျိုးကြက်သားနဲ့ကြော်တဲ့ဒီလိုမုံချက်ကြီးအကြီးကြီးဟောပေါ့ဒီလိုမျိုးအဲ့ဒါမုံလင်းပြားအရသာနဲ့တူတယ်အဲမှာဆိုဇော်ဘဲလေးတွေထည့်တယ်အဲ့လိုဟာနဲပြီးကျွန်တော်ဝတ်တာခောက်ဆွဲကျွန်တော်စားလို့ရှိရင်ကျွန်တော်မစ်ဆိုင်ကုန်မှာစားလို့ရှိရင်ဒါပေမဲ့BNN ရောက်တဲ့အချိန်မှာမစ်ဆိုင်ကုန်နဲ့တူတဲ့အစားအစာတွေပေါ်တယ်တို့မှာခောက်ဆွဲရှိတယ်ဒါပေမဲ့ BNN ကဟာနည်းနည်းစားငံတယ်လို့မျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဆိုင်ပေါ်ပဲမူတည်လို့လာတော့မတည်ဘူးပေါ့နော်ကျွန်တော်စားမိလိုက်တဲ့ဟာတိုင်းကစားနည်းနည်းလေးကဲနေရပေါ့နော်ဆိုဒီယမ်နည်းနည်းများနေစားနည်းနည်းများနေပြီးတော့သူတို့စီမှာလူတွေတော်တော်များများဝတ်တုတ်ကြီးမရှိဘူးပိမ့်ပိမ့်ညောင်ညောင်အဲ့လိုမျိုးလေးများအမေတချို့တွေဆိုတရုတ်စင်တယ်အဲ့လိုပြီးတော့သူတို့ကကာချာကထိုင်းနဲ့မတူနေဘူးထိုင်းလူမျိုးတွေကဘယ်လိုမျိုးလဲဆိုတော့ဥပမာဆိုရင်ထိုင်းလူမျိုးတွေကတခုရှိထိုင်းလူမျိုးတွေကထိုင်းနဲ့ BNN နဲ့ရှင်းကြည့်ရအောင် culture နည်းနည်းတော့ different ဖြစ်တယ်ကျွန်တော် BNN ရောက်တဲ့အချိန်မှာနည်းနည်း shock ဖြစ်သွားတာဘာလို့လဲဆိုတော့ကျွန်တော်ကလည်းဘန်ကောက်မှာနေတာ9နှစ်လောက်ရှိပြီ BNN ကိုလာတော့ကျွန်တော်အနေနဲ့က shock ဖြစ်ရတဲ့ဟာလေးရှိတယ်သူတို့ကတယောက်နဲ့တယောက် hesitate ရှင်းသိမရှိဘူးနည်းနည်းဟိုသူတို့တွေကရှင်းလင်းနဲ့ straight to the point ဖြစ်တဲ့လူမျိုးတွေလို့ခံစားမိရပါတော့စကားပြောရင်ရှင်းလင်းနေအာနာလူတွေဘာလူတွေမလှုပ်ဘူးကြောက်တာလူတွေမလှုပ်ဘူးသူတို့တွေကကြည့်ရတာနောက်ကျောကိုဓာတ်နဲ့ထိုးမယ်လူမျိုးတွေတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်သူတို့ကဓာတ်နဲ့ထိုးမယ်ဆိုလေဟိုရှေ့ရတယ်ပဲပေါ်တင်ထိုးမဲ့လူမျိုးတွေလို့ကျွန်တော်ခံစားရတယ်ပေါ့နော် BNN လူမျိုးတွေကရိုင်းနေလို့တော့မြင်ဟိုပြောဆိုရိုင်းနေပေါ့ဗျာတည်ရလားတို့ပေဒီဟိုဘယ်လိုပြောမလဲသူများကိုဟိုလိုမျိုးကလိန်ကကြစ်လုံးမဲ့လူမျိုးတွေလို့တော့ကျွန်တော်မခံစားရဘူးသူတို့တွေကပြောစရာရှိရင်လည်းတုတ်ထိုးအပေါက်ကြီးတွေပြောလိုက်မယ်တို့ပေဒီဒီလိုမျိုးပြောတာကသူတို့ကဘာလဲဆိုတော့ဘယ်လိုပြောမလဲသူတို့ရဲ့ style လို့ဖြစ်နေရပါဗျာပြီးရင်သူတို့ hesitation မရှိဘူးဟောနေပါလေကောက်တီးတာပဲ
တီးလိုက်တာအရှိမလူတယောက်ကကိုလိုကလန်လုံးနေတီးလိုက်တာပဲကျွန်တော်တော့တီးခံရခဏနာဒါပေမဲ့ထိုင်းမှာကျတော့ဟွန်းလုံးမတီးဘူးထိုင်းလူမျိုးတွေကျတော့သူများတွေကိုအားနာတတ်တာပေါ့ဗျာသိမလားမပြောစရာရှိလဲမပြောဘူးအဲ့လိုမျိုးလေးတွေလောက်တာလို့ဟွန်းမတီးတာလို့ hesitate ဖြစ်တာတော့အဲ့လိုမျိုးလေးလောက်တယ်ဒါပေမဲ့ထိုင်းနေကျတော့ဓာတ်နဲ့ထိုးစရာရှိရင်သူကအရှိမှလာထိုးမဲ့လူတွေတော့မဟုတ်ဘူးရှင်တို့အနောက်ကနေပဲအဲ့လိုမျိုးထိုးတော့မှာအဲ့ဒါတော့ထိုင်းလူမျိုးတွေရဲ့အကျင့်လို့ကျွန်တော်တော့ယူဆတယ်ထိုင်းလူမျိုးတွေလည်းမရိုင်းဘူးလားဆိုတော့မဟုတ်ပါဘူးရိုင်းတဲ့လူတွေကလည်းရိုင်းပါတယ်ယဉ်ကျေးတဲ့လူကြတော့လည်းဖင်ရဲမတက်ဘူးယဉ်ကျေးပြပါတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့BNN ရဲ့ရှင်းရှင်းမွန်းမွန်းပြောတဲ့ပုံစံနဲ့ယဉ်ကျေးနေရတယ်ယဉ်ကျေးပြီးတော့မှဓာတ်နဲ့ထိုးမဲ့လူထဲဆိုတော့ကျွန်တော်ကတော့ရှင်းရှင်းလင်းနဲ့ရှေ့ရတယ်ပဲဓာတ်နဲ့ပြေထိုးမဲ့လူကျွန်တော်တဘောကြပါတယ်ကျွန်တော်အဲ့လိုမျိုးရှုပ်ဆက်ပြောပြီးတော့နောက်ကနေဓာတ်နဲ့ထိုးတော့တာတို့ဘာလို့ကြတော့ကျွန်တော်အဲ့ဒါမျိုးကြတော့ကျွန်တော်လည်းသိအဆင်ပြေမထင်ပါဘူးဒါပေမဲ့လည်းဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံတစ်ခုရဲ့ culture တစ်ခုပြောပြတာဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံသားဖြစ်ပါတယ်ဒါပေမဲ့လည်းရှမ်းတရုတ်လူမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှမ်းတရုတ်လူမျိုးတယောက်ရဲ့အမြင်ဒီနိုင်ငံတစ်ခုရဲ့ခွာရှားပုံတွေဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုက BNN မှာနည်းနည်းအကြွားလေးတွေရှိတယ်တရုတ်ရဲ့လက်မမှုတွေရှိတော့ငါဘာကိုင်းတာငါဘာဖုံးကိုင်းတာငါတော့ဘာကိုင်းတာညာကိုင်းတာဆိုတဲ့ကြွားဝါဒလေးတွေရှိပါတယ်ဒါမျိုးကြတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာတိတ်မတွေ့ရပါဘူးဒါပေမဲ့ BNN နိုင်ငံမှာတော့အဲ့လိုမျိုးသူကဘလူးရသားတွေသူကဘလောက်ထိချမ်းသာတာဆိုတော့အဲ့လိုမျိုးခက်ကြော်ထွားလေးတွေတရုတ်လူမျိုးတွေရဲ့ influence လေးတွေရှိတာပေါ့နော်တရုတ်နိုင်ငံရဲ့အကျင့်လေးတွေဒါကတော့ဘလူးသားကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းလိုမျိုးရှိရပါတော့ဒါမျိုးလေးတွေရောဒါကသူကဘယ် grade ကြီးရဲ့လူဆိုရင်စပြင်အဲ့လိုမျိုးဟာလေးတွေရှိရပါတော့ထိုင်းမှာကြတော့တခုကောင်းတာကအဲ့ဒီလိုမျိုးခွဲခြားတာမျိုးတွေဘလူးသားဘလူးသမီးဆိုပြီးတော့မရှိတာတော့ထိုင်းနိုင်ငံမှာတော့တွေ့ရတယ်ထိုင်းနိုင်ငံ event တို့အရန်ချမ်းသာတဲ့လူတွေတော့မှဘလောက်ပဲစီးရဲလူပဲတွေ့မောက်မာတာမျိုးတွေထိုင်းလူမျိုးတွေမှာတိတ်မတွေ့ရဘူးထိုင်းလူမျိုးတွေတော့များများအလောက်ကလေးပဲရှိပြီးတော့သာဝတိခါဆိုပြီးတော့မှဘလောက်ပဲချမ်းသာနေဖြစ်စီဒီဘလိုပဲစီးရဲနေဖြစ်စီဒီလိုမျိုးယဉ်ကျေးမှုချက်ချိုးနေမှုပေါ့တော့ကျွန်တော်တို့ဒီထိုင်းလူမျိုးတွေမှာတော့ပိုပြီးတော့တွေ့ရပါတယ်ထိုင်းလူမျိုးကတော့အဲ့ဒီမျိုးနေရာမှာတော့ချီကျူဖို့ကောင်းပါတယ်ဒါပေမဲ့ဒီ BNN တော့ဘာလို့မအဲ့လိုမျိုးရှိမှာမဟုတ်ပါဘူးချမ်းသာတဲ့လူကတော့များတော့ပြင်သူတို့ကခြာရဟိုငါလည်းချမ်းသာတယ်မင်းစင်းနေတာနဲ့တန်လို့လားဆိုတော့ဒီ level ခွဲခြားမှုတွေအဲ့လိုမျိုးတွေကတော့ BNN မှာတွေ့ရဖို့ရပါတယ်တော့ဒီနေ့ကတော့ပါပဲဒါကတော့ကျွန်တော်မြင်တဲ့ BNN နိုင်ငံနဲ့ထိုင်းနိုင်ငံရဲ့ကွာခြားမှုတွေဖြစ်ပါတယ်မိတ်ဆွေတို့ကတော့ဘယ်လိုမျိုးမြင်လဲကျွန်တော်ပြောတာမှားလားမှန်လားအဲ့ဒီတစ်ချက်တော့ comment မှာပြောပြပါဦးခင်ဗျာ